အမှန်ဒီနဲ့တန်လေးကဒီငနန်းနှစ်ကောင်နည်းနည်းတော့ပြောဦးမယ်ကွာပြောဦးမယ်နည်းနည်းတော့ပြောဦးမယ်မင်းတို့အကွက်ချွေတာလေးတိတ်လှတယ်ကွာနော်မင်းတို့ငနန်းနှစ်ကောင်အကွက်ချွေတာလေးတိတ်လှတယ်နော်မင်းတို့စခန်းနေနော်စစ်ဌာနချုပ်တွေတိုင်းတွေကိုတင်ခဲ့တာမင်းတို့ကြည့်ပဲမဟုတ်ပါဘူးကွာနော်တော်လိုင်းရဲဘော်တွေလည်းပါတယ်နော်မြို့တွေစခန်းတွေတိုင်းတွေနော်တင်ခဲ့တာမင်းတို့ကြည့်တင်ခဲ့တာမဟုတ်ပါဘူးကွာတော်လိုင်းရဲဘော်တွေလည်းပါတယ်နော်တော်လိုင်းရဲဘော်တွေအသက်တွေနဲ့ရင်းပြီးတော့တိုက်ခဲ့တာတွေနော်မင်းတို့ရွှေ့တဲ့အကွက်တွေတိတ်လှတယ်နော်မင်းတို့ငနေနှစ်ကောင်ဘာလဲခုကကြမှာနော်တရုတ်ဖိအားကြောင့်ပြန်ပေးရတာပါဆိုတော့တရုတ်နဲ့မဟာလာနဲ့မင်းတို့ကလက်ဝါးချင်းရိုက်ပြီးတော့အကွက်တွေရွှေ့ကြတာပေါ့နော်တကယ်အသက်တွေပေးပြီးတော့ရင်းသွားတာတော်လိုင်းရဲဘော်တွေပါကွာနော်မင်းတို့အရေးရှင်းနဲ့နော်မြို့တွေတိုင်းစစ်ဌာနချုပ်နေမပြောနဲ့စခန်းတစ်ခုတော့မင်းတို့အရေးရှင်းနဲ့မသိမ့်နိုင်ပါဘူးကွာမင်းတို့တော်လှန်ပြီးတော့တိုက်ခဲ့တာဒီစစ်အာဏာရှင်စစ်ခွေးမိစ္ဆာတွေကိုမင်းတို့တိုက်ခဲ့တာဘယ်နှခါများအနိုင်ရခဲ့ဘူးလို့တော့ဘယ်မြို့ရွာတွေကိုများမင်းတို့သိမ့်ကြနိုင်ခဲ့ဘူးလို့တော့ဒီငနဲနှစ်ကောင်အမှန်ဒီနဲ့တန်လေးကငနဲနှစ်ကောင်ပြောချင်တာအခုမြို့ရွာတွေစခန်းတွေတိုင်းစစ်ဌာနချုပ်တွေကိုတင်ခဲ့တာမင်းတို့အရေးရှင်းကြည့်ပဲမဟုတ်ပါဘူးတော်လန်ကြီးရဲဘော်အရေးရှင်းနေလဲပါပါတယ်မင်းတို့အရေးရှင်းကြည့်ပဲဆိုရင်စခန်းငယ်လေးတစ်ခုတော့မင်းတို့မသိမ့်နိုင်ပါဘူးကွာနော်မင်းတို့ရှက်တက်မယ်ဆိုတေလို့ရတယ်နော်မင်းတို့အမှန်ဒီနဲ့တန်လေးကဒီငနဲနှစ်ကောင်နော်ရှက်တက်ရင်တေလို့ရတယ်နော်မင်းတို့ကြီးကြော်ခဲ့တော့ကျတော့ပြည်သူစန္ဒနဲ့တထက်တည်းကြားပါမယ်ပြည်သူသဘောတိုင်းမှာပဲဆိုပြီးတော့မင်းတို့ကြင်ညာခဲ့တာနော်မင်းတို့ပါဇက်တွေကပြစ်တစားလောက်မှတောင်မှပြစ်တစားဖင်လောက်တောင်မင်းတို့တန်ကြီးမရှိဘူးနော်မင်းတို့ပါဇက်တွေနော်မင်းတို့ကမဟာလာနဲ့တရုတ်နဲ့မင်းတို့က၃ယောက်ပေါင်းပြီးတော့လက်ဝါးချင်း